ယောက်ျားလေး10ယောက်မှ2ယောက်လောက်ကဘဝမှာတစ်ချိန်မို့တစ်ချိန်စီးကြောက်တဲ့ကိစ္စဖြစ်ဖို့ကြတယ်။အဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်တအားနာကျင်တယ်ခါနာတာတို့စီးစက်ထိတ်မှနာတာတို့စီးမထွက်တော့တာတို့တော်တော်လေးဒုက္ခများတယ်။အဲ့ကလို့ဒီကြောက်ရဲ့ size ကတိတ်ကြီးခဲ့တယ်ဆိုလို့ရှိရင်စိတ်ုံတက်ပြီးတော့မှန်မြောင်းနဲ့ခွဲစိတ်ထုတ်ရတာတို့လေဆာနဲ့ထုတ်ရတာတို့ဒါမျိုးကိစ္စတွေကျွန်တော်တို့လုပ်ရတာပေါ့။ဒီစီးလမ်းကြောင်းနဲ့ကိုမှန်မြောင်းထည့်ပြီးတော့ဒီကြောက်ကိုဆွဲထုတ်မယ်ဆိုတော့ကိစ္စကစဉ်းစားကြည့်ရင်တော့မှတော်တော်ကြက်သိမ်းထားစရာကောင်းတယ်ဒါပေမဲ့အဲ့လိုလုံးနေရတဲ့လူတွေအများကြီးပဲလူငယ်လူကြီးမရွေးတော်တော်ဖြစ်ကြတယ်။ဘာလို့ဖြစ်လဲဆိုတဲ့အကြောင်းရင်းတွေကိုတိကျတော့ကျွန်တော်တို့မသိသေးဘူး။အရင်တော့ကတော့ကွန်ဆာလိုတို့ထုံးပါတဲ့ရေတောက်လိုတို့ဒါမျိုးတွေပြောကြတာပေါ့နော်။တကယ်တော့အဲ့ဒါတွေမဟုတ်ပါဘူး။အဲ့တော့ဖြစ်တဲ့သူအများစုမှာသွားကြည့်လိုက်လို့ရှိရင်ဘာကြောင့်ဖြစ်လဲဆိုတော့သူတို့စီမှာရေတောက်သေးပေါက်နဲကြလို့ဒါဆိုရင်ကျွန်တော်တို့မဖြစ်ချင်ဘူးဆိုလို့ရှိရင်ရေတောက်သေးပေါက်များများလောက်ရမယ်လို့ပြောတယ်။ကိုယ့်ရဲ့အလုံးလုံးနေတဲ့စပွဲမှာကျွန်တော်တို့ရေပလင်းထားတာမယ်။မြင်းနေတဲ့ကျွန်တော်တို့ရေရှိနေတယ်ဆိုရင်အဲ့ဒါတောက်ပြစ်နေလိမ့်ကိုစီးသွားခြင်းနဲ့မအောင်ထားဘူးတတ်နိုင်ကြလောက်ကြိုးစားပြီးတော့စီးကိုသွားပေးထားမယ်ဒီပုံစံနဲ့စီးလမ်းကြောင်းထဲမှာအမိုက်တရိုက်တွေမဆုသွားအောင်မခဲသွားအောင်ကျွန်တော်တို့ကကွယ်ရရောက်ပါလိမ့်မယ်အဲ့တော့လိုက်လို့ကြမယ်မလားရှိုးရှိစေတဲ့ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် see you next